အဲ့တော့ခုဗီဒီယိုကကြတော့ table ဆွဲတာလေးတွေကိုပြပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ table ဆွဲခြင်းနဲ့ဆိုလို့ရှိရင် insert ကိုသွားမယ် insert အောက်က table အောက်က insert table ကိုနှိပ်လိုက်မယ်ပေါ့နော်အဲ့တော့ number of column နဲ့ number of row ကိုထည့်ပေးရမှာပေါ့နော် number of column ဆိုတာက downline အကွက်တွေကိုပြောချင်တာ row ဆိုတာကဒီတစ်ကြောင်းတွေကိုပြောချင်တာပေါ့နော်အဲ့တော့အခုက number of column 5 ယူမယ် number of row ကိုကြတော့ 6 လို့ယူလိုက်မယ်ပေါ့နော်6လို့ယူပြီး row နဲ့ column နဲ့ကိုသတ်မှတ်ပြီးသွားလို့ရှိရင် okay နေလိုက်ပေါ့နော်ဒါဆိုလို့ရှိရင်ကိုက number of column 5 1 2 3 4 5เนาะဒါဆိုလို့ရှိရင် row က6เนาะ6ကြောင်းပေါ်လိမ့်မယ်ပေါ့နော်အဲ့တော့စာကိုရိုက်ထည့်ကြည့်လိုက်မယ် number tab key ကိုနှိပ်ပြီးတော့သွားလို့ရတယ်เนาะnumber 1ဒါက down arrow key နဲ့သွားလို့ရတယ်2 3เนาะအဲ့တော့ပထမအရင်ဆုံး row အသစ်ထည့်တာပေါ့နော် row အသစ် column အသစ်ပေါ့နော် insert new row new column ထည့်တာလေးပြပြပေးသွားမယ်ပေါ့နော်အဲ့တော့ row အသစ်ထည့်မယ်ပေါ့နော်row number 1နဲ့ number 2ကြားမှာ row အသစ်တစ်ခုထပ်ပြီးတော့ထည့်မယ်ပေါ့နော်ထပ်ထည့်မယ်ဆိုလို့ရှိရင်အရင်ဆုံးဒီ number 1အကွက်မှာကာစာချထားเนาะကာစာချပြီးတော့လို့ရှိရင် right click ကိုနှိပ်ပြီးတော့လို့ရှိရင် insert မှာ row ထည့်မှာပေါ့နော် row above နဲ့ row below နဲ့နှစ်ခုရှိရပေါ့နော်အခုက1နဲ့2နဲ့ကြားမှာ row အသစ်တစ်ခုထပ်ထည့်မှာဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်အခုက1အကွက်မှာထောက်တာဖြစ်တဲ့အတွက်ကြောင့် insert row below ကိုနှိပ်ပေးရမယ်ပေါ့နော်ဒါမှသာတရဲ့အောက်မှာဒီ row အသစ်တစ်ခုထပ်ပြီးတော့ထည့်ရပါတော့တကယ်လို့ခုနက2အကွက်မှာ right click ကာစာချပြီးတော့ right click ထောက်တယ်ဆိုလို့ရှိရင် insert row above ဖြစ်သွားမှာပေါ့နော် above နှိပ်မှသာဒီနှစ်နဲ့တစ်နဲ့ကြားမှာ row အသစ်တစ်ခုထပ်ပြီးတော့ဝင်လာတာပေါ့နော်နောက်တစ်ခုကကြတော့ new column ထည့်တာပေါ့နော်အခုကဒီ gender အကွက်မှာထောက်ထားမယ် right click နှိပ်မယ် insert column အဲ့တော့အခုက number နဲ့ gender ကြားမှာ column အသစ်တစ်ခုထပ်ထည့်မှာအဲ့တော့ insert column to the left နဲ့ insert column to the right နဲ့နှစ်ခုရှိရပေါ့နော်အခုက gender အကွက်မှာထောက်တာဖြစ်တဲ့အတွက်ကြောင့် gender နဲ့ number ကြားမှာထည့်မှာဖြစ်တဲ့အတွက်ကြောင့် insert column to the left ပေါ့နော် left မှာရွေးမှသာ gender ရဲ့ဘယ်ဘက်ခြမ်းမှာ column အသစ်တစ်ခုထပ်ပြီးတော့ဝင်တာပေါ့နော်တကယ်လို့ number အကွက်မှာထောက်တယ်ဆိုလို့ရှိရင် insert column to the right ကိုရွေးမှသာ number နဲ့ gender ကြားမှာသူ column အသစ်တစ်ခုဝင်လာမှာပေါ့နော်ဒါက column အသစ် row အသစ်ထပ်ပြီးတော့ထည့်တာပေါ့နော်တကယ်လို့ထည့်ပြီးသား column တော့၎င်းရှိပြီးသား column တော့၎င်း row တော့၎င်းပြန်ပြီးတော့ဖြတ်ချင်တယ်ဆိုလို့ရှိရင်ကိုဖြတ်ချင်တဲ့အကွက်ပေါ်မှာကာစာချပြီး right click delete cell နောက်အခုကကြတော့တစ် row လုံး တစ် row လုံးကိုဖြတ်ချင်တာဖြစ်တဲ့အတွက်ကြောင့် delete entire row ကိုရွေးမယ်ပြီးရင် okay ကိုနှိပ်မယ်ဆိုလို့ရှိရင်တစ် row လုံးပျောက်သွားလိမ့်မယ်เนาะပြတ်သွားလိမ့်မယ်နောက်တစ်ခုကဒီ column ကိုပြန်ပြီးတော့ဖြတ်မှာပေါ့နော်တစ်ခွက်လုံးအဲ့တော့ဒီ column မှာထောက်ပြီး right click delete cell delete entire column ကိုရွေးပြီးရင် okay ပြန်နှိပ်လိုက်လို့ရှိရင် column တစ်ခုလုံးပျောက်သွားလိမ့်မယ်ပေါ့နော်နောက်တစ်ခုကကြတော့ဒီပေါ့နော်ဒီအကွက်တွေပေါ့နော်အကွက်တွေအချင်းအကျယ်လုပ်ချင်တယ်ပေါ့နော်တကယ်လို့ number အကွက်ကနည်းနည်းကျယ်နေတယ်ဆိုလို့ရှိရင်ချင်းချင်တယ်ဆိုလို့ရှိရင်ဒီမှာအခုကကာစာက i ပုံစံလေးဖြစ်နေပေါ့နော်ဒီကိုရဲ့ mouse ကတကယ်လို့ဒီအကြောင်းလေးပေါ်မှာကိုထောက်လိုက်လို့ရှိရင် parallel ပုံလေးပေါ်တယ်ပေါ်တဲ့အချိန်မှာကိုက
mouse ကိုဖိပြီးတော့ဒီဆွဲလိုက်လို့ရှိရင် adjust လုပ်လိုက်လို့ရှိရင်အကျဉ်းအကျယ်လေးတွေလုပ်လို့ရတယ် column လေးဒီတိုင်းပဲထောက်ပြီးတော့ဒီလိုချင်းကျယ်လေးတွေဆွဲပြီးတော့ညီးလို့ရတယ်ပေါ့နော်အဲ့တော့နောက်တစ်ခုကကြတော့ match cell ပေါ့နော် cell တွေကိုပေါင်းတာအခုက gender ကသူ့ရဲ့အောက်မှာ male ရယ် female ရယ်နှစ်ကွက်ရှိတယ်ပေါ့နော်ဆိုတော့ gender က male နဲ့ female နဲ့နှစ်ခုစလုံးနဲ့သက်ဆိုင်တယ်အဲ့တော့ gender ကိုပေါ့နော်ဒီအပေါ်ကနှစ်ကွက်ကိုတစ်ခွက်ထဲပေါင်းဖြစ်စေချင်တာပေါ့နော်အဲ့တော့ cell ပေါင်းပေးရမယ်အဲ့တော့ကို match cell လုပ်ချင်တဲ့ cell ကွက်ပေါ့နော်ဒီနှစ်ကွက်ဖြစ်တဲ့အတွက်ကြောင့်ကိုလုပ်ချင်တဲ့အကွက်နှစ်ကွက်ကို select လုပ်အောင်တကယ်လို့ကိုက၄ကွက်စလုံးပေါင်းချင်တယ်ဆို၄ကွက်စလုံးကို select လုပ်ရမယ်မမို့ဒီ၃ကွက်ကိုပေါင်းချင်တယ်ဆိုလို့ရှိရင်ဒီ၃ကွက်ကို select လုပ်အောင်ပေါ့နော်အခုကနှစ်ကွက်ဒီနှစ်ကွက်ကိုပဲ match လုပ်ချင်တာဖြစ်တဲ့အတွက်ပေါင်းချင်တာဖြစ်တဲ့အတွက်ဒီနှစ်ကွက်ကိုပဲ select လုပ်မယ်ပြီးရင်အဲ့ဒီပေါ်မှာပဲ right click ထောက်မယ်ပြီးရင် match cell ကိုနှိပ်ပေးမယ်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင် gender အကွက်ကတစ်ခွက်တည်းဖြစ်သွားတယ်ပေါ့နော်ဒီတိုင်းပဲဒီ number ဒီနှစ်ကွက်ကိုလည်းပေါင်းပေးလိုက်မယ်နော် match cell နော်ဒီ name ကိုလည်းပေါင်းပေးလိုက်မယ် match cell အဲ့တော့ကြည့်လိုက်လို့ရှိရင် gender ကတစ်ခွက်တည်းဖြစ်ပေမဲ့ तू ကထောက်နေကတ်တယ်ပေါ့နော်ဆိုတော့တိတ်ပြီးတော့မလှနေပေါ့နော်ဒီ gender ကိုဒီအလယ်လေးမှာပို့ချင်တယ်ပေါ့နော်ပို့ချင်တယ်ဆိုလို့ရှိရင် gender ကိုနှိပ်ပြီးသွားလို့ရှိရင်ပုံမှန်ဆိုလို့ရှိရင် home အောက်က align center ကိုရွေးပေးလို့ရှိရင်အလယ်ကိုရောက်တယ်ပေါ့နော်နောက်တစ်ခု number ကိုလည်းအလယ်ပို့မယ် align center ကိုရွေးတယ်ဒါပေမဲ့ table မှာကျတော့ဒီအကွက်ကကျဲတာဖြစ်တဲ့အတွက်ကြောင့်နည်းနည်းကြီးတာဖြစ်တဲ့အတွက်ကြောင့်ဒီ align center ကိုနှိမ့်လိုက်လို့ရှိရင်ဒီအလယ်ကျပေမဲ့ဒီအကွက်ရဲ့အလယ်မှာဖြစ်မနေဘူးပေါ့နော်အပေါ်ကတ်နေတယ်ပေါ့နော်အဲ့တော့ table design မှာသွားပြီးတော့ချိန်ရမှာပေါ့နော်အဲ့တော့ table ရဲ့အပြင်မှာကာစာချလို့ရှိရင်ဒီအပေါ်မှာ table design ဆိုတာမပေါ်နေဘူး table ပေါ်မှာထောက်မှသာဒီပေါ်မှာ table design နဲ့ layout နဲ့နှစ်ခုပေါ်လာမှာပေါ့နော်အဲ့တော့ဒီ number လေးကို select လုပ်မယ်ပြီးရင်table layout ကဒီ alignment ပေါ့နော် alignment မှာ center ရဲ့အလယ်ပေါ့နော် align center ကိုရွေးလိုက်လို့ရှိရင်အကုန်လုံးအလယ်ကျသွားမှာပေါ့နော်ဒီအပေါ်မှာလည်းအလယ်ဘယ်ကကြီးသူအလယ်တက်ကိုအကွက်ရဲ့အလယ်တက်ကိုသူဟာကျပေးတာပေါ့နော်နောက်တစ်ခု name နဲ့ class ကိုလည်းဒီလိုပဲအလယ်မှာရွှေ့မယ်ပေါ့နော်အဲ့တော့တစ်ခုချင်းစီ select မလုပ်ပေါ့နော်ကိုကနှစ်ခုစလုံးကိုတစ်ခါလေး select လုပ်မယ် layout အောက်ကဒီ align center ကိုရွေးလိုက်မယ်ပေါ့နော်အဲ့တော့ male နဲ့ female ကျန်တာအကုန်လုံးကိုပဲဒီ align center ထည့်ချင်တယ်ဆိုလို့ရှိရင်အကုန်လုံးကို select လုပ်မယ်ပြီးရင် align center ပေါ့နော်ဒီလိုရွေးလိုက်မယ်ပေါ့နော်ဒါကဒီ text တွေကို table ထဲမှာရှိတဲ့ text တွေကို align လုပ်တာပေါ့နော်နောက်တစ်ခုကကြတော့တချို့ဒီ timetable တို့ဘာလို့ဆွဲတယ်ဆိုလို့ရှိရင်ဒီ lunch ထမင်းစားတဲ့အချိန်ဆိုလို့ရှိရင်အကွက်အလွတ်ကြီးဖြစ်နေတာပေါ့နော်အဲ့ဒါကို lunch ဆိုပြီးဒီလိုမျိုး horizontal လိုက်ရေးလို့ရှိရင်အရှိအကျယ်ဖြစ်သွားလိမ့်မယ်ဆိုတော့တချို့စာလုံးတွေတစ်စောင်းလေးတွေရေးသွားတာမျိုးရှိပါတော့ဒါက example အနေနဲ့ number လေးကိုတစ်ချက်လုပ်ပြသွားမယ်နော်အဲ့တော့ number ကို select လုပ်မယ်ပြီးရင် text direction ကိုတစ်ချက်နှိပ်ကြည့်လိုက်လို့ရှိရင် number ပေါ်တာလေးပြောင်းသွားမှာပေါ့နော်အဲဆိုရင် number ကစောင်းစောင်းလေးဒီလိုမျိုးပေါ်သွားတာပေါ့နော်ဒီလိုမျိုး table ထဲမှာစာကိုဒီတစ်စောင်းလေးပေါ်ချင်တယ်ဆိုလို့ရှိရင် text direction မှာတွားပြီးတော့ချိန်ပေးရမှာပေါ့နော်နောက်တစ်ခုကကြတော့ split cell ပေါ့နော်ဒီနေရာမှာကာစာထားကြကို table အသစ်နောက်တစ်ခုထပ်ယူခြင်းနဲ့ဆိုလို့ရှိရင်ဒီအပြင်မှာကာစာချပေးရမှာနော်တကယ်လို့ဒီပုံမှာကာစာချလိုက်လို့ရှိရင်ချပြီးတော့ table အသစ်ယူလို့ရှိရင်ဒီအကွက်ထဲမှာ table အသစ်နောက်တစ်ခုထပ်ဝင်သွားတာဖြစ်သွားလိမ့်မယ်နော်အဲ့တော့ဒီအပြင်မှာတစ်ခုထပ်ယူမယ်အဲ့တော့ဒီ set table 5ပေါ့နော်6 okay နော်ဒီဟာလေးကိုဒီမှာ number gender name
class ပေါ့နော်အဲ့တော့ဒါက split cell ပေါ့နော်ဒီ gender အကွက်မှာအခုက gender တစ်ကွက်ဖြစ်တော့ gender အကွက်မှာသူ့ရဲ့ဒီအောက်ကအကွက်တွေကိုနှစ်ကွက်စီဖြစ်စေချင်တာပေါ့နော်နှစ်ကွက်စီဖြစ်စေချင်တာခုနကကြတော့နှစ်ကွက်ဖြစ်တာကိုတစ်ကွက်ပြန်ပြောင်းတာပေါ့နော်အခုကတစ်ကွက်ဖြစ်တာကိုနှစ်ကွက်ပြန်ပြီးတော့ split လုပ်ချင်တာပေါ့အဲ့ဒါဆိုလို့ရှိရင်select လုပ်လိုက်မယ် select လုပ်ပြီးတော့လို့ရှိရင်ဒီလေးအောက်ကဒီ split cell ပေါ့နော် split cell ကိုနှိပ်လိုက်မယ်ပေါ့နော်နှိပ်လိုက်တဲ့အချိန်မှာသူက column နဲ့ row နဲ့ကိုတောင်းတယ်ဆိုတော့ဒီဟာတွေက row ကိုထပ်ပြီးတော့မခွဲတော့ဘူးဆိုတော့ row က5ပဲ column ကအခုကတစ်ခုတည်းပေါ့နော်တစ်ခုဖြစ်တာ column ကိုနှစ်ခုခွဲချင်တာဖြစ်တဲ့အတွက်ကြောင့်2လို့ယူလိုက်မယ်ပေါ့ပြီးရင် okay နှိပ်လိုက်လို့ရှိရင်သူကဒီခုနကတစ်ခွက် column တစ်ခွက်ကိုသူက column နှစ်ခုချိန်ပေးလိုက်တာပေါ့နော်ဒါဆိုလို့ရှိရင် male နဲ့ female နဲ့ထပ်ပြီးတော့ရေးလို့ရတယ်ဒီလိုပုံစံမျိုးလေးရတယ်ပေါ့နော်အကွက်တစ်ကွက်တည်းကိုနှစ်ကွက် split လုပ်လို့လည်းရတယ်အကွက်နှစ်ကွက်ကိုတစ်ကွက်တည်းဖြစ်အောင် match လုပ်လို့ရတယ်ပေါ့နော်ဒါကဒီလုပ်လို့ရတဲ့ပုံစံလေးတွေကိုပြပေးသွားတာပါနော်